ဒီနေ့မှာတော့ဂျိုဒါယာရီပရိသတ်ကြီးကိုရန်ကုန်ထဲမှာပဲဇင်ယောစာလေးကြီးကျွင်းရင်းနဲ့ညနေခင်းနေဝင်စည်းစာအချိန်ကိုကြည့်လို့ရမယ့်နေရာလေးတစ်ခုကိုခေါ်သွားပေးပါမယ်ရှင်ရာသီဥတုလေးရလဲကောင်းနေရနဲ့စူးလီရနဲ့ပူထောင်ခန်းသားအထီကိုနှစ်ယောက်သားလမ်းလျှောက်ပြီးပဲသွားလိုက်ပါတယ်ညနေခင်းကနေလဲမပူတော့ဘူးဆိုတော့လမ်းလျှောက်လို့တော်တော်ကောင်းပါတယ်ကားနဲ့လာတာပဲဖြစ်ဖြစ်လမ်းလျှောက်ပြီးလာတာပဲဖြစ်ဖြစ်ပူတထောင်ဖျားကိုဥတီပြီးတော့လာရမှာဖြစ်ပါတယ်ရှင်ခုပြင်နေရတဲ့ဖျားမို့ဥပအတိုင်းဝင်လာပြီးတော့ကမ်းနားဘက်ကိုဆက်ပြီးတော့လမ်းလျှောက်ရမှာဖြစ်ပါတယ်ဆန်းဆက်ကြည့်ဖို့သွားမယ်ဆိုရင်ညနေ4 နာရီခွဲသို့မဟုတ်9 နာရီနောက်ဆုံးရောက်အောင်သွားဖို့အတွက်အကြံပြုပါရရှင်မြင်ရတဲ့အတိုင်းကမ်းနားလမ်းတစ်လျှောက်မှာမုတ်ဆိုင်တွေကအများကြီးပါပဲရှင်ကျမတို့ရောက်သွားတဲ့အချိန်ကနည်းနည်းနောက်ကျနေရနဲ့ဇင်ယောစာလေးတွေပဲတန်းဝယ်ပြီးတော့ကျွေးဖို့လုပ်ခဲ့ပါတယ်ဇင်ယောစာလေးတွေကကျမတို့ဝယ်ခဲ့ရတော့ဒီတစ်ထုပ်ကို1000ပေးရပါတယ်ကျမတို့သွားခဲ့တဲ့ရက်ကရုံးပိတ်ကြောင်းပိတ်တဲ့ညနေခင်းဆိုတော့လူလဲစီနေတယ်လို့အစာလာတောင်းတဲ့ဇင်ယောလေးတွေလည်းအများကြီးပါပဲရှင်ညနေနေဝင်ခံနေချိန်ဆိုတော့ပတ်ဝန်းကျင်တစ်ခုလုံးကရွှေရောင်တန်းပြီးတော့အရန်ကိုလှပါရဲ့ရှင်တရားပေါ်မှာကျွေးနေရင်ကနေအခုမြင်ရတဲ့စိတ်ကမ်းဘက်အချမ်းကိုလည်းတွားပြီးတော့ဇင်ယောစာလေးကျွေးပြခဲ့ပါတယ်မရောက်ဖို့တည်းရဲ့သူတွေအနေနဲ့ညနေခင်းလေးမှာကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်တငယ်ချင်းတွေနဲ့တစ်ခါလောက်တော့ရအောင်သွားဖို့အတွက်အကြံပြုပါရရှင်ဇင်ယောစာရောင်းတဲ့အန်တီကဇင်ယောစာကျွေးဖို့အတွက်တယောက်ကိုလက်အိတ်တစ်ခုစီလည်းပေးလိုက်ပါတယ်ချက်ဖို့ရချင်တဲ့သူတွေအတွက်လည်းအရန်လှတဲ့အချိန်လေးပါရှင်ဆန်းဆက်ကြည့်ရတာကိုကြိုက်တဲ့သူတယောက်အနေနဲ့တကယ်ကိုသဘောကျစရာကောင်းတဲ့ညနေခင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်ကြည့်နေရင်လည်းပဲတဖြည်းဖြည်းနဲ့နေဝင်သွားခဲ့ပါတယ်
နေဝင်သွားပြီးရဲ့နောက်ကျမတို့လည်းစိတ်ကန်းကနေပြန်မှုလုပ်ခဲ့ပါတယ်ရှင်ဒီနေ့ရဲ့ vlog လေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါပြီရှင်။နောက်ပတ်တွေမှာနောက်ထပ် vlog အသစ်တွေနဲ့ပြန်လာခဲ့ပါမယ်ရှင်။ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။